CEO ဟာသူ့ရဲ့ဟန်ပန်ချေဟန်လက်ဟန်လေးကိုတစ်ချက်တည်းလိုက်တူပါနေတဲ့ကောင်လေးကိုကြည့်ပြီးအံ့ဩတတ်ရပါတယ်။ခြေတော့ချစ်ထိုင်တာကစားအကုန်တူနေလို့ CEO ကလည်းသဘောကျပြီးကောင်လေးနဲ့အတူလိုက်ကစားပေးနေခဲ့ပါတယ်။ဒါပေမဲ့ CEO ရဲ့တားဖြစ်သူဒေါသတကြီးရောက်လာပြီးကောင်လေးကိုပါးရိုက်တွန်းထုတ်လိုက်တဲ့ခါမှာတော့သူတို့ရဲ့ပျော်စရာချင်းလေးပျက်စီးသွားရပါတယ်။ပြီးတော့မှတားဖြစ်သူကသူ့ပဲအနိုင်ကျင့်ခံရတယ်လို့မျိုးကျမ်းပင်ပေါ်မှာထိုင်ပြီးဟန်ဆောင်နေပြန်ပါတယ်။စူညံတန်ကြားလို့ CEO ပြေးကြည့်တဲ့အခါသူ့သားကကောင်လေးကအရင်တွန်းတာပါလို့မဟုတ်မမှန်ဆွဆွဲပါတော့တယ်။ကောင်လေးကလည်းတနာစပွဲမျက်နှာလေးနဲ့သူ့လုပ်တာမဟုတ်ကြောင်းညင်းဆိုနေခဲ့ပါတယ်။ကလေးနှစ်ယောက်စလုံးကတယောက်ကိုတယောက်အဖြစ်တင်နေကြတာကြောင့် CEO လည်းအမှန်တရားသိရအောင် CCTV မှတ်တမ်းကိုစစ်ဆေးဖို့အတွင်းရေးမှူးကိုခိုင်းလိုက်ပါတယ်။တကယ်လို့သူ့သားကအရင်စတာဆိုရင်ဆုံးမှာမယ်။ကောင်လေးကလိန်နေတာဆိုရင်လည်းအဖြစ်ပေးမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကတော့ပြန်မငင်းပဲ CEO ကိုဖတ်ပြီးဖေဖေလို့ခေါ်လိုက်တာကြောင့် CEO တယောက်စွန့်နာသွားရပါတယ်။သူ့အိမ်မက်ထဲမှာ CEO ကိုခဏခဏမက်လက်ရှိတယ်လို့ကောင်လေးကပြောပြနေတော့မှာပဲ CEO ရဲ့သားကသူ့အဖေကိုလူယူတယ်ဆိုပြီးကောင်လေးကိုထက်တွန်းပြန်ပါတယ်။ CEO ကသူ့သားကိုစူပူဖို့ပြင်နေတော့မှာပဲအတွင်းရေးမှူးက CCTV မှတ်တမ်းနဲ့အတူပြန်ရောက်လာပြီး CEO ရဲ့သားကသာရန်စတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ CEO ကသူ့သားကိုဆုံးမမဲ့အချိန်မှာပဲကောင်လေးရဲ့အမေရုတ်တရက်ရောက်လာပြီး CEO ကိုပါးရိုက်လိုက်တာကြောင့်သူကြောင်သားရပါတယ်။သူမရဲ့ကလေးကိုခိုးဖို့ကြိုးစားနေလို့အမျိုးသမီးကဆွဆွဲပြီးပတ်ဝန်းကျင်ကိုတက်တဲ့အဖြစ်ဝိုင်းကြည့်ဖို့အော်ဟစ်ပါတော့တယ်။ဒါပေမဲ့လူအုပ်ကြီးက CEO နဲ့ကောင်လေးရဲ့ရုပ်ချင်းစင်တူမှုကိုကြည့်ပြီး CEO ဟာကောင်လေးရဲ့အဖေအရင်ပဲလို့ထင်ကြေးပေးကြပါတယ်။အမျိုးသမီးကတော့စကားမပြောနိုင်အောင်ဖြစ်သွားပေမဲ့ကောင်လေးရဲ့ရှင်းကြချက်ကြောင့်အထင်လွဲမှုတွေပြေလည်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီကောင်လေးဟာသူ့ရဲ့သားအရင်ဖြစ်ပြီးအခုသားအဖြစ်သတ်မှတ်ထားတဲ့ကလေးကသားအရင်မဟုတ်ကြောင်း CEO မသိသေးပါဘူး။လွန်ခဲ့တဲ့၄နှစ်ကမနာလိုတဲ့မိမတယောက်ရဲ့ထောင်ချောက်ဆင်မှုကြောင့်ဒီအမျိုးသမီးဟာ CEO ရဲ့အခန်းထဲကိုမှားဝင်ခဲ့မိတာပါ။နောက်တစ်နေ့မနေ့မှာ CEO ကတာဝန်ယူတဲ့အနေနဲ့သူ့ရဲ့ကိုယ်ပိုင်ကြောက်ဆေးဆွဲသည့်ကိုပေးခဲ့ပြီးတနေ့နေ့မှာပြန်တွေ့ဖို့မျှော်လင့်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးသမီးမှာကိုယ်ဝင်ရှိလာပါတယ်။ဒါကိုသိသွားတဲ့မနာလိုတဲ့မိမကသူမရဲ့အဖေနဲ့ပူးပေါင်းပြီးဒီအမျိုးသမီးကိုအိမ်ကနေမောင်းထုတ်သလိုကြောက်ဆေးဆွဲသည့်ကိုလည်းလူယူခဲ့ပါတယ်။ပြီးတော့မှသူမပိုက်ထက်ကကလေးကို CEO ရဲ့တားပါလို့လိန်ညာပြီး CEO နဲ့လက်ထပ်ခဲ့တာပါ။အခု၄နှစ်အကြာမှာတော့အမျိုးသမီးဟာတားလေးနဲ့အတူပြန်လာရင်လေးစိတ်မှာ CEO နဲ့တိုက်တိုက်ဆိုင်ဆိုင်စုံခဲ့တာဖြစ်ပါတယ်။စောစောကဖြစ်ရက်ကိုမြင်တွေ့ခဲ့တဲ့အတွင်းရေးမှူးကတော့ကြောက်ဆေးဆွဲသည့်တခုတည်းနဲ့ဘာမှတက်တယ်မပြနိုင်တာကြောင့်အဲ့ဒီမိမရဲ့အမှတ်အတမ်းကိုစုံစမ်းဖို့ CEO ကိုအကြံပေးပါတယ်။အဲ့ဒီခါမှာ CEO ကအမျိုးသမီးရဲ့ခါရဲမှာပါတဲ့မိနီလေးကိုတတိယဖားပြီးပွဲတစ်ခုမှာအတီးပြုတ်ကိုဆုံးဖြတ်လိုက်ပါတယ်။နောက်ကနေ့ပွဲမှာတော့အဲ့ဒီမိမရုပ်ကဂါဝန်စစ်ဆွဲမရဘူးလို့အကြောင်းပြပြီး CEO ရဲ့အာယုံစိုက်ခိုကိုရအောင်ကြိုးစားပါတယ်။ဒါကပဲ CEO အတွက်စစ်ဆေးဖို့အကောင်းချင်းဆက်ထားပါတယ်။ဒါပေမဲ့အံ့ဩဖို့ကောင်းတာကအဲ့ဒီမိမရဲ့ခါရဲမှာမိနီမရှိပဲကောင်လေးရဲ့အမိမသာမိနီရှိနေတာကို CEO တွေ့လိုက်တဲ့ခါမှာတော့